နန်းကိုဘာပြောစရာရှိရလဲဟိုညာနန်းရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီးတော့ဖုန်းဆက်ပြီးကို့မှာတညာလုံးစိုးရင်စိတ်နေနဲ့အိတ်ခဲ့ရတယ်ကျမနောက်လာတယ်မှာအိမ်အောင်ပြုတော့မယ်နန်းအိမ်အောင်ပြုတော့မယ်ဟုတ်လားဟုတ်တယ်ကျမလှုပ်ရှင်ကိုထင်ကျော်ကကျမကိုလက်ထပ်ဖို့အတွက်ပြောတာနန်းအဲ့ဒီအသက်ကြီးကြီးမဟုတ်ဆိုးဖို့ယူချစ်နိုင်တော့တာအခုကိစ္စအခြေရေးကိစ္စမဟုတ်စီးပွားရေးအချစ်တစ်ခုတည်းနဲ့ဘဝမလှဘူးဆိုတာရှင်ကြောက်တဲ့နေ့ကျမသိသွားကျမရောကျမမိသားစုရောဘဝလှဖို့အတွက်ကျမအခုလိုဆုံးဖြတ်လိုက်ရဟာနန်းဆုံးတော့ဆုံးဖြတ်ပြီဟုတ်တယ်အရွယ်ဆိုတာဝယ်လို့မရဘူးအကြောင်းမို့ရှင်ကိုလာနှုတ်ဆက်တာနှုတ်ဆက်တာနိုင်တစိမ့်ကျိုးမဆန်လို့မလားကိုတို့တွေခြောက်ရအပြီးပိုင်ခွဲပွားတော့မှာပေါ့ဟုတ်လားအနာတစ်ခုကခွဲချိန်တိုင်ခွဲထုတ်လိုက်တာအကောင်းဆုံးပဲအချိန်ကြာလာလို့အမြင့်တွေလာခွဲရခတ်သွားလိမ့်မယ်ဒါကြောင့်မို့ကျမရှင်ကိုလာနှုတ်ဆက်တာနောက်ပြီးကျမကိုမနှောက်ယှက်ဖို့အတွက်လည်းတောင်းပန်ပါရင်မချစ်စိတ်မသက်စေဖို့ရာဘယ်သူလာသားလို့ရမလဲဆိုင်ရှိတဲ့ဇလန်တွေမှာယူမိုက်စွာချီခဲ့မိသူပါဆိုလဲဆိုစားလဲယူတဲ့ငါချစ်စိတ်မသက်စေဖို့ရာဘယ်သူလာသားလို့ရမလဲဆိုင်ရှိတဲ့ဇလန်တွေမှာယူမိုက်စွာချီခဲ့မိသူပါဆိုလဲဆိုစားလဲယူတဲ့ငါနောက်ဆုံးမရတဲ့အချိန်တွေကြဆုံးစီဖို့ကမဖြစ်နိုင်တော့ပါဘူးချီမကိုက်တော့မမြင်ဘူးနှလုံးသားကိုချီနှောင်ကဆုံးတဲ့ဖို့မလွယ်ဘူးခဲ့တဲ့ချီနှောင်တာမဟုတ်ဘူးကွာချစ်စလုံးမဖြစ်နိုင်တော့ပါချီထားခဲ့တာချင်နှလုံးသားကန်တင်လေးလို့တောင်းမောကငါကလေးလို့ဆက်ဆက်နာခြင်းရဲ့သက်သာနေတမဲ့တလို့ထားခဲ့ပါတော့ချီတူမယူရပြီပေါ့ကွာဟုတ်လားကျမဘာကိစ္စနဲ့ဒီနေရာကိုချိန်လာကျမရင်းလို့ပြုံးမဟုတ်တော့အကိုကြီးရဲ့ကျေးဇူးတရားနဲ့ဂုဏ်သိက္ခာကိုစောင့်ကြည့်ရရှင်မကူညီလို့နန်းအခုတော့လည်းနန်းအင်ရှင်မကြီးလုံးလုံးကိုဖြစ်နေပါရောလားစိတ်ချပါကိုမင်းကြီးကဘာမှမတောင်းဆိုဘူးပြီးတော့လေအရင်တော့ကလည်းဘာမှမတောင်းဆိုခဲ့ဘူးဒါပေမဲ့နန်းကြည်ကြည်နဲ့ပြေးခဲ့လို့ဒီကနေ့ရသေးတော့ရှိရပေါ့ရှင်ပါစကားပြောနေရင်မချစ်စိတ်မသက်စေဖို့ရာဘယ်သူလာသားလို့ရမလဲဆိုင်ရှိတဲ့ဇလန်တွေမှာယူမိုက်စွာချီခဲ့မိသူပါဆိုလဲဆိုစားလဲယူတဲ့ငါနောက်ဆုံးမရတဲ့အချိန်တွေကြဆုံးစီဖို့ကမဖြစ်နိုင်တော့ပါဘူးချီမကိုက်တော့မမြင်ဘူးနှလုံးသားကိုချီနှောင်ကဆုံးတဲ့ဖို့မလွယ်ဘူးခဲ့တဲ့ချီနှောင်တာမဟုတ်ဘူးကွာချစ်စလုံးမဖြစ်နိုင်တော့ပါချီထားခဲ့တာချင်တဲ့လုံးသားကန်တင်လေးလို့တောင်းမောကငါကလေးလို့ဆက်ဆက်နာခြင်းရဲ့သက်သာနေတမဲ့တလို့ထားခဲ့ပါတော့ချီတူမယူရပြီပေါ့ကွာနန်းမင်္ဂလာဆောင်တော့မပြီးပြစ်လိုက်တဲ့လက်ဖွဲ့လေးပေးခြင်းကိုလာခဲ့ဘလို့ပါဘူးကျမအားလုံးပြည့်စုံပြီသိပါတယ်တထင်းမကြီးတထင်းကိုယူမှတော့ဘာမှမလုပ်ဘူးဆိုတာကြုတ်ပြီလား
လွမ်းပြီးကြံခဲ့ရတယ်လွမ်းတူဆိုတဲ့ကောင်ကအချစ်ကိုကိုးကွယ်ပြီးမိလောင်တဲ့တွန်းကိုခံစားနေတာ ရှင်ပြောချင်တာဒါပဲလား